السلام عليكم ورحمة الله وبركاته. الحمد لله نحمده ونستعينه ونستغفره ونؤمن به ونتوكل عليه ونعوذ بالله من شرور أنفسنا ومن سيئات أعمالنا. من يهده الله فلا مضل له ومن يضلل فلا هادي له. ونشهد أن لا إله إلا الله وحده لا شريك له ونشهد أن سيدنا ونبينا مولانا محمدا عبده ورسوله صلى الله تعالى عليه وعلى آله وصحبه وبارك وسلم تسليما كثيرا. اللهم صل على محمد وعلى آل محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد. اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد. الصلاة والسلام عليك يا رسول الله. الصلاة والسلام عليك يا حبيب الله. الصلاة والسلام عليك يا رحمة للعالمين يا شفيع المذنبين. مولاي صل وسلم دائما أبدا على حبيبك خير خلق كلهم. يا رب بالمصطفى بلغ مقاصدنا واسمح لنا ما مضى يا واسع الكرم. أما بعد، قال الله تبارك وتعالى في الكلام المجيد: فأعوذ بالله من الشيطان الرجيم. بسم الله الرحمن الرحيم. ولو أنهم إذ ظلموا أنفسهم جاءوك فاستغفروا الله واستغفر لهم الرسول لوجدوا الله توابا رحيما. صدق الله مولانا العلي العظيم وصدق رسوله النبي الأمين الكريم. لذا أفضل المصلين دीपक जुमा असुले हिजरी थाउंदिया लीज़ छावुने ज़िलहज्जतुल हराम में ज़रूर हम जुमा ने बैठे बारे दीपक जुमा जमा जनों ने महादमन नोयतिये दरबार में कोयो अखाज़ाओ ज़ियादत लोचिये फजीलत न बदबियो महादमन में कोराय बैठा था रो ओ आरा रो देशी बारे दिया वो दिव्या माथे बारे बाद जाओ रसूल दिला हाजिर हज्जा हज दादी फिरो दी हज दाए दाधे महदूदे हा हज की लोग भी नौपाए महात्मा नौने दरबार में तोयो बिलो अखाज़ा वंजा है देवो अखाज़ा वंजे आफे अलोदियामा पूछारो गोंडू को याशी माथे बिलो नबो नहाना ने औंगे ने दूरे में खिवाले तमाम सल्लल्लाहु अलैहि वसल्लम के रौदा दो तोया बिलो ज़ियादत लोची अयंगो मोमे बिलो अहले सुन्नत वल जमाअत के मज़हब लेकी लोहा कुरोमे रौदा को तोया हुई ज़ियादत तो तैतून थारा दे मका तचो मज़हब मा हज दिलो बीरे नवै दुदियाओ हा बा जों प्याजे मा मशी बा खे मा मशी बीरे तमन्ने रौदा को तोया खासा हुए लो याय लाने मवे बुसोई गुनाहगार के बात मा थादो कुरोमे रौदा को तोया हुई ज़ियादत तो छे हा तचो मज़हब दे मा वाजिब के तमारा अगुना फलो तरेज़े दे आयत है मा लो शिमगा मैजार मुहादा वला अन्नहुम ज़लमु अनफुसहुम जाऊद
လူတွေဟာမိမိရဲ့ကိုယ်ပေါ်မှာမိမိရဲ့နတ်တော်ပေါ်မှာမတရားညှဉ်းပန်းနှိပ်စက်မှုတွေပြုလုပ်ပြီးတဲ့နောက်ပိုင်းသဘောကဂုဏတွေထဲမှာနေမိုးနေပြီးတဲ့နောက်ပိုင်းမှာယာဥကပုဂ္ဂိုလ်တော်ရဲ့အသိရှိကိုလာပြီးတော့ဖတ်တာကဖော်တော့အရှင်မြတ်ရဲ့သံတော်ဘာကနေပြီးတော့မဂရတ်လူငင်းချမ်းသာကိုရရှိဖို့တော့တောင်းစုလာပြုခိုင်းတယ်အတနာလာခံခိုင်းတယ်ဆိုရင်ဝစတဂဖရလဟူရဆူလ်တမန်တော်မြတ်ဒီလူတွေအတွက်အလ္လာဟ်ရဲ့သံတော်ဘာမှာအတနာခံပေးခဲ့မယ်ဆိုရင်လဝဂျဒူလာဟ်တဝါဘ်ရဟီမာဧကမုချအလ္လာဟ်ရှင်မြတ်ကိုအတင်တို့တွေဟာအမားဝန်ခံတာကိုလက်ခံတော်အရှင်ဂယုဏတရားရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးကပုံပြီးတော့ဂယုဏရှိတဲ့အရှင်အဖြစ်အတင်တို့တွေဟာပြည့်မြင်ကြရပါလိမ့်မယ်ဆိုပြီးတော့အလ္လာဟ်ရှင်မြတ်ကမိန့်ကြားတော်မူတာပါတမန်တော်မြတ်ကြီးဆလ္လာလာဟူအလိုင်းဝါဆလမ်ရဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတစ်ခုဟာနောက်ပိုင်းဟာဒီပညာရှင်တွေဟာဘယ်လိုသင်ကြားတယ်ဆိုတော့တနည်းကြတော့မုဟမ္မဒ်ဘင်ဟရဘ်ဟီလာဒီဆိုတဲ့ပုဂ္ဂိုလ်ကပြောတယ်တနည်းကျွန်တော်ဒီတဲ့မဒီနာရှင်တို့ကိုရောက်ပြီးတော့မဟာသမန်တော်ရဲ့ဒရဘာတော်မှာတွားရောက်အခါစားဝင်တယ်သူတို့ခါတော့ဘုရားကိုရောနဲ့ဒရဘာရဲ့တဏှာမှာကျွန်တော်ဟာမူရာကဘာထိုင်လိုက်တယ်ဒီလိုမျိုးထိုင်တဲ့အခါမှာယုတ်တိယဆိုသလိုတောဘက်ကတက်လာတဲ့အရဗ်တယောက်ဟာရောက်ရှိလာပြီးတော့သူဒီတမန်တော်ရဲ့ဒရဘာမှာဇီယာဒတ်တို့လည်းလုပ်ပြီးတော့ပြောတယ်ယာခိုင်ရ်ရဆူလ်အိုအလွန်တရားမှမွန်မြတ်တဲ့ပုဂ္ဂိုလ်ရဆူလ်တွေထဲမှာအမွန်မြတ်ဆုံးတဲ့ပုဂ္ဂိုလ်တဲ့အလ္လာဟ်ရှင်မြတ်ရဲ့အတင်းပေါ်၌တကယ်ကိုစိတ်မှန်သောကျမ်းတော်မြတ်ကုရ်အာန်ကိုခြားပေးထားမှုလည်းဒီကျမ်းတော်မြတ်ကုရ်အာန်ထဲမှာအခုနကကျွန်တော်တိလာဝတ်လုပ်ရတဲ့ဝလာအန်နာဟ်မစ္စဒရာဝဆူလ်အာယတ်ကိုလည်းခြားပေးတယ်ဒီအာယတ်ကိုတွေ့ပြီးတော့ကျွန်တော်ရဲ့အပြစ်တွေဝန်ခံဖို့အတွက်ကျွန်တော်ဒီကိုရောရဲ့သံတော်ဘာကိုနာရှင်းမဲ့ဖြစ်ပါတယ်ဒီလိုလာတဲ့အခါမှာကျွန်တော်ဒီကိုရောကိုမမြင်ရတော့ပါဘူးမတွေ့ရတော့ပါဘူးဒီနောက်ပဲသူဟာကြပြတော့ခရယာခိုင်ရမန်ဒူဖီနတ်ဘီလ်ကာရီအဇမဟူفطاب طيبهن القاء والأدم ဟိုအလွန်တရာမှမုံမြတ်တဲ့ပုဂ္ဂိုလ်အသိဉာဏ်ကိုဒီကဘာထဲမှာမြေကြီးထဲမှာထည့်လိုက်တဲ့အတွက်ကြောင့်အသိရဲ့အကြောင်းခံတဲ့အသိနဲ့ဖိစက်တဲ့မြေကြီးတွေအားလုံးဟာမွေးကြိုင်တင်းပြတ်သွားပြီးတော့ဂုဏ်သိက္ခာရှိသွားပါတယ်ဒီနောက်ပဲနဖ်လ်ဖီဒါဝလ်ကဘရအန်တဆာကင်ဟူဖီဟ်အလ်အဖာဖဝဖီဟ်အလ်ဂျူဒ်ဝလ်ကရမ်ကျွန်တော်ရဲ့အသက်ကိုကျွန်တော်ဒီစွန့်လူပါတယ်ဒီကဘာပိုင်းရှိအပေါ်နဲ့ကျွန်တော်ရဲ့အသက်ကိုကျွန်တော်ဟာစွန့်လူပါတယ်ဒီကဘာထဲမှာမြုပ်နိုင်ခြင်းခံထားရတဲ့ပုဂ္ဂိုလ်ဟာအလွန်တရားမှတန်ရှင်းစင်ကြယ်ပြီးတော့အလွန်တရားမှရရောတဲ့ပုဂ္ဂိုလ်ပြေကံချီးမြှင့်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆိုပြီးတော့ဒီပုဂ္ဂိုလ်ဟာဒီလိုပြောပြီးတော့သူဟာတမန်တော်ရဲ့ရောဇာကနေပြီးတော့အပြင်ကိုထွက်သွားတယ်သွားလိုက်တဲ့အခါမှာတမန်တော်ဆလ္လာလာဟူအလိုင်းဝါဆလမ်ဒီအခုနကလေဝါယတ်တော်မုဟမ္မဒ်ဘင်ဟာရမ်ဟလာဒီဆိုတဲ့ပုဂ္ဂိုလ်ကိုတမန်တော်ကသူ့ရဲ့
ပုဂ္ဂိုလ်ကိုသွားပြောလိုက်ပါတယ်ငါတမန်တော်မြတ်ဒီသူ့အတွက်မခရရဲ့ဒွါလုပ်ပေးတာကိုအလ္လာဟ်ရှင်မြတ်ဒီလက်ခံလိုက်ပြီးဆိုတော့တော်ပြီးတရင်ကောင်းပေးလိုက်ပါဆိုပြီးတော့တမန်တော်မြတ်ဒီပုဂ္ဂိုလ်ကိုဒီလိုမျိုးတရင်ကောင်းပေးတယ်နော်ဒီလိုမျိုးအကြောင်းအရာတွေဟာအများကြီးရှိသလိုဟိဂျရီ955ခုနှစ်မှာအဟ်ဆုနတ်ဝလ်ဂျမာအတ်ကိုသူတော်စင်ကြီးတယောက်ဒီပုဂ္ဂိုလ်ကတော့ဟဇရတ်ဇေဒနာအီမာမ်အဟ်မဒ်ကဘီရ်ရီဖာရီဆိုတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။နောက်ဒီပုဂ္ဂိုလ်ဟာမဒီနာရှင်မြို့တော်ကိုရောက်တဲ့သူဒီမက္ကာမှာဟஜ்ပြုလုပ်ပြီးတဲ့နောက်ပိုင်းမဒီနာရှင်မြို့တော်ကိုသွားတဲ့တမန်တော်မြတ်ရဲ့ဒရဘာမှာသွားပြီးတော့အခါစားဝင်တယ်။အခါစားဝင်ပြီးတော့သူဟာတမန်တော်မြတ်ဒရဘာမှာဆလမ်ဆက်တာအစ္စလာမ်ဝါလိကယာဂျတ်တီ။ကျွန်တော်ရဲ့ဘိုးတော်အသိပေါ်လိုက်ကျွန်တော်ဆလမ်ဆက်တာပါလေဒီကဝါလိကဆလမ်ယာဝလဒီဘိုးတော်မြတ်ရဲ့ဒရဘာထဲကနေပြီးတော့ရောတော်တော်ထဲကနေပြီးတော့ဆလမ်ရဲ့အဖေဟာပြန်ထွက်လာဒီရတော့ပဲသူဟာတမန်တော်ရဲ့ဒရဘာမှာရပ်ပြီးတော့ကဘာတော်ဆိုတယ်ဖီဟာဒတ်အလ်ဘူရဒီရူဟီကွန်တူအရဆလဟာတုကဘလ်အလ်အရဒ်အန်နီဝဟီယာနာအဘဒီယာရဆူလလာကျွန်တော်ဟာကိုရောရဲ့ဒရဘာအရှိကိုမရောက်နိုင်ခင်အချိန်တုန်းကကျွန်တော်ဒီအမြဲတစေကျွန်တော်ရဲ့ရူဝိညာဉ်ကိုစေစုပ်ပြီးတော့ကိုရောရဲ့ဒရဘာမှာလာရောက်ပြီးတော့ကဒမ်ဒူစီလမ်းလျှောက်ပြီးတော့ကျွန်တော်လာရောက်တယ်ကျွန်တော်ရဲ့ကိုစားဆလမ်ဆက်တာခိုင်းပါတယ် فهذه دولة الأشباح قد حضرت ယခုကတော့ဖြစ်ကျွန်တော်ဟာကိုရောမြတ်ရဲ့ဒရဘာအရှိမဝိညာဉ်နဲ့တပါခန္ဓာကိုယ်နဲ့ကျွန်တော်ဟာတမန်တော်မြတ်ရဲ့ဒရဘာအရှိကိုရောက်နေပါပြီတဲ့အမြဲတမ်းဒီကျွန်တော်ဒီဝိညာဉ်ကိုယ်သာနဲ့စေတုနိုင်တဲ့ယခုတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်နဲ့တွဲတဲ့ဝိညာဉ်မှာပါပြီးတော့ကိုရောရဲ့ဒရဘာမှာလာရောက်ခံစားဝင်ဒီတော့တော့ဘယ်လိုအောက်တော့အနိဝဟီယာနာရီဝဒီဒီတော့فامدد يمينك كي تحذي بما شفدي ကျွန်တော်ရဲ့နှုတ်ခမ်းအားကိုရောရဲ့ရွှေလက်တော်ကိုလမ်းလျှောက်ခြင်းနဲ့စိတ်ဆန္ဒရှိခဲ့ပါတယ်ဆိုပြီးတော့တမန်တော်မြတ်ဆလ္လာလာဟ်အလိုင်းဝါဆလမ်ရဲ့ဒရဘာအရှိမဒီလိုအခါစားဝင်ပြီးတော့ဒီကပြောကိုဖတ်တယ်ဖတ်လာတဲ့တမန်ရဲ့နော်ဒီဟာချက်ချင်းမဲ့ကိုရောမြတ်ရဲ့မဇာတော်ဟာကွဲပြီးတော့ကိုရောမြတ်ရဲ့ရွှေလက်တော်ဟာထွက်လာတယ်ထွက်လာပြီးတော့အီမာမ်အဟ်မဒ်ကဘီရ်ရီဖာရီဟာကိုရောမြတ်ရဲ့ဒီရွှေလက်တော်ကိုနိုင်ရှုပ်ခဲ့ပါတယ်နော်ဒီအကြောင်းအရာဟာဘာသိရှိရလဲဆိုအဟ်လ်ဆုနတ်ဝလ်ဂျမာအတ်မှာမောဂျဇာကိုလည်းလက်ခံတယ်လို့ကာရာမာတေအောလီယာသူတော်စင်ကြီးရှိကနေပြီးတော့ဖြစ်ပေါ်လာတော့တကူကိုလည်းလက်ခံရမယ်ဆိုတာအဟ်လ်ဆုနတ်ရဲ့စီကံချက်တွေထဲမှာပါပြီးတော့ဒီအကြောင်းအရာဟာကဘာကျော်အကြောင်းအရာတခုဖြစ်တယ်လို့ကဘာတကယ်တမိုင်းစာအုပ်ကြီးတွေထဲမှာလည်းဒီအကြောင်းအရာဟာမတန်းတင်ခြင်းခံထားရပါတယ်။နော်ဒီတိုင်းမှာတမန်တော်ရဲ့ဒရဘာမှာသွားရောက်အခါသားဝင်ရင်တချို့တွေကတော့တမန်တော်ကိုဇီယာဒတ်လုပ်ဖို့တွားစရာမလိုပါဘူးဆိုပြီးတော့ယနေ့ခေတ်မှာများများစွာတော့အနိယောင်အုပ်စုတွေဟာပြောနေကြပါတယ်။
hadith တဲ့ကိုကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင်ဆဟာဘာတွေဟာသူတို့နေထိုင်တဲ့ဝေးလံထောင်ပြီးတဲ့နေရာကနေပြီးတော့တမန်တော်မျိုးရဲ့မဇာမလာပြီးတော့ဇီယာရတ်လာတော့တဲ့အထောက်အထားအကြောင်းအရာတွေဟာအများကြီးရှိပါတယ်Hazrat Amirul Mu'minin Umar bin Khattab ကဒီဘိုင်တယ်မုကဒ္ဒတ်ကိုအောင်နိုင်ပြီးတဲ့နောက်ပိုင်းမှာ Hazrat Bilal Habshi ကကျွန်တော်ဟာဒီရှမ်စီနီယာမှာပဲကျွန်တော်ဟာနေကျင်းပါတယ်နေခွင့်ပြုပါဆိုပြီးတော့ Hazrat Amirul Mu'minin Umar bin Khattab ကိုရှောက်ထားတယ်သူရှောက်ထားတဲ့အခါမှာ Umar ကလည်းလက်ခံလိုက်တယ်လက်ခံပြီးတော့သူကိုစီနီယာမှာနေခွင့်ပြုတယ်ဒီလိုမျိုးနေရင်းနဲ့တရနေ့တရနရတနေ့အချိန်ကြီးကြာလာတဲ့အခါကျတော့ညတညမှာ Hazrat Bilal Habshi Muazzin Rasul ဒီပုဂ္ဂိုလ်ဟာအိမ်မက်ထဲမှာတမန်တော်များကပြုလာကြတော့အိုဘီလာနဲ့အတင်းမဒီနာကနေပြီးတော့တွားလိုက်တာနှစ်တော်ကြာပြီဘာအသက်တော်လဲအတင်းဟာငါနဲ့ငါ့ကိုဘာစိတ်ဆိုးနေတာလဲငါရှိမှဘာလို့လာပြီးတော့ဇီယာရတ်မလုပ်ရတာလဲဆိုပြီးတော့တမန်တော်များဟာ Hazrat Sayyidina Bilal Habshi ကိုအိမ်မက်ပေးလိုက်တဲ့အခါမှာ Hazrat Bilal Habshi ကဒီအောင်ကိုကြားတာနဲ့တပြိုင်နက်ချက်ချင်းပဲအရာကထားပြီးတော့ကျွန်တော်အုပ်စီးပြီးတော့မဒီနာရှင်မြို့တော်ကိုရောက်ရှိလာတယ်။လာပြီးတော့တမန်တော်မြတ်ရဲ့ဒရဘာမှာဇီယာရတ်တို့ကိုမဒီနာမြို့တော်ကိုရောက်ရှိလာတယ်။ဒီလိုမျိုးရောက်ရှိလာတဲ့အခါမှာ Hazrat Bilal မဒီနာကိုလာတယ်ဆိုတဲ့သတင်းဟာသုံးပြီးလောင်တယ်မဒီနာတစ်မြို့လုံးပြန့်နှံ့သွားတယ်။ပြန့်နှံ့သွားတဲ့အခါမှာဒီမှာရှိတဲ့ခလေးလူကြီးအားလုံးဟာ Hazrat Bilal ကိုသိဖို့တော့လာတယ်။လာပြီးတော့ Hazrat Bilal ကိုရှောင်ထားတော့ Bilal နဲ့အတင်းရဲ့အာဇန်အတန်ကိုကျွန်တော်တို့ဟာမကြားရတာကြားပြီးကြားကြပါလားအာဇန်ဆိုပေးပါဆိုပြီးတော့မဒီနာမှာရှိတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာ Bilal ကိုဝိုင်းပြောတယ်ဒါပေမဲ့ Bilal Habshi ဟာလက်မခံရဘူးမဆိုရဘူးနောက်ဆုံးမှာ Hazrat Sayyidina Imam Hasan နဲ့ Imam Hussein ဟာရောက်ရှိလာတယ်ဒါပြီးတော့ Bilal ကိုပြောတော့ Bilal နဲ့ကျွန်တော်ရဲ့နာမရှိတဲ့အချိန်မှာအတင်းဆိုခဲ့တဲ့အာဇာတန်ကိုပြန်ကြားချင်ပါတယ်အတင်းဟာအာဇာဆိုပေးပါဆိုပြီးတော့တမန်တော်ရဲ့ဒီမြေတော်နဘာအွမ်မတ်ရဲ့အီမမ်နဘာဟာ Bilal ကိုအမိတ်ပေးလိုက်တဲ့အခါမှာ Bilal ကသူတို့ရဲ့ဒီပြောတဲ့စကားကိုမလုံးစားနိုင်တဲ့ Hazrat Bilal Habshi ဟာအာဇာတပေးBilal Habshi အာဇာပေးလိုက်တဲ့ဟာကဒီအတားဟာမဒီနာမြို့လုံးလုံးကိုတွားပြီးတော့အိမ်ထဲမှာရှိတဲ့သူတွေအားလုံးဟာလည်းဒီအတားကိုကြားပြီးတော့အဲ့ဒီပြင်ကိုငိုယိုပြီးတော့ထွက်လာကြတယ်တမန်တော်ရဲ့ခေတ်မှာခေတ်ကိုပြန်နိုင်ပြီးတော့တရားပြီးတော့သူတို့ရဲ့လုံးတဲ့အလုပ်တွေသူတို့ရဲ့ခလေးတွေအရာတွေအားလုံးကိုမေ့ပြီးတော့မဒီနာမြို့ရဲ့လမ်းတွေထဲကိုထွက်လာဒီကြားရတင်ကြတာကတကယ်ကိုကြီးကျယ်တဲ့ဂျလီလုလ်ကဒ်ဆဟာဘာတွေတော့တမန်တော်မြတ်ရဲ့ရောဇာကိုဇီယာရတ်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ခရီးထွက်လာခြင်းပဲဖြစ်ပြီးတော့တမန်တော်မြတ်ရဲ့အွမ်မတ်ကျွန်တော်တို့အပေါ်မှာတမန်တော်မြတ်ရဲ့ကျေးဇူးတွေဟာမကုန်ခန်းနိုင်အောင်ရှိတယ်ရေသွက်လို့မရတော့ကျေးဇူးတွေကျွန်တော်တို့အပေါ်မှာရှိတယ်။ဒါဒီတမန်တော်မြတ်ရဲ့ဒရဘာမှာဇီယာရတ်တော်လုပ်ခြင်းဟာဒီအွမ်မတ်ရဲ့နဝမဟာနာရဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်ဆိုတာဒီအကြောင်းအရာတွေဖြစ်သိရှိ
Tijama. Masala Bilo Hazrat Amirul Mu'minin Umar bin Khattab tu apa Palestine ko auna Amir Baitul Muqaddas ko auna Amir Nabaima tu di dia Yahudi alim ji dawahid Sa'id bin al-Musayyib surah Pogo di Pogo juga Madinah Matamamnya Darbar Matwaya Ziyarat Logo the Pegora di Pogo Halen Lakabiro Shamna Nebiro Madinah Go Khayi Bajaba Darbar Matwaya Ziyarat Logo Pogo Riye Achawnya di Pegoro Hadith Jani Dhema Hazrat Abdullah bin Umar riwayat Nabilusi beresro Man zara qabri wajabat lahu syafa'ati Baruha makurone darbar doma nabilo mane nakku sumle Dilu ka qiyamat ne jaye naye jawe atana khambe mu syafa'at ha wajib thibare Salabio Man zara qabri حلت له الشفاعة فروها مايا دربار ما لا يوميو ما كورو ميبو تيسومي ديلو دا مايا الشفاعة حلال كبار لكو يالي ميسيلو تمام ميها ديلو ميتان حاملو تديا رواية هما من جاءني زائرا لا تعمله حاجة إلا زيارتي كان حقا علي أن أكون له شفيعا يوم القيامة أجل يوها حج لو بين نوبل ما أجاون بياته تخما مشي بينه تيدا مدينة کو لابيلو ما تمامو میں دربار ما گایا اٹھازا کو بيلو ما نے تو سومو جیو جنت मदीना को लावे माए दरबार में लाविलो मागो जियारत लो में सुले जीना जन तुहा मदीना को लाके में सुयेन तू बो माए ताउन तुहा बाशी दुआ दे सुये क़यामत में यौला रखा जाए नादी तू को शफाअत से जाओ अतना खंबे मुगो एक मुझे की हुई प्याले में सुनियो तमाम में हां बेचारो हुआ सलबियो मन हज फजारा कबरी बाद वफाती काना कमन ज़ारनी फी हयाती तमाम में हां बेचारो अचेन दियो हां हज भी नौबाई हज भी जाने दिखाने दिया नाए दरबार में लानी ना को ज़ियारत को तीन दी ज़ियारत लो में सरे की जने माशी को लाके में सोइए तू ये दी नाजे हां बलो कौन दे सोइए क्या कमन ज़ारनी फी हयाती ना को में अतर थी शाशीले अखामा ना को में अतर थी शाशीले अखामा तू हां ना को लाजो तू सोचले अपने ये तू सोचले पौंदा में खिबाले सुबिरो तमाम में हां बेचारो नौठर रिवायत दे है मन हज्जल बैत वलम यज़ुरनी फक़द जफ़ानी अचेन दुहा हज लो दी नौबाई नाये माशी को लाबिलो ज़ियारत मदद हुसैन फक़द जफ़ानी दीलुहा मातमनो में सल्लल्लाहु अलैहि वसल्लम दो ना बोमा नेपन नक्सदाने अलादर दिवारे सरग बंजारानी और हदीस तो दबाइमा मन हज हज الإسلام وزار قبر وغزا غزوة وصلى في بيت المقدس
لم يسأل الله عز وجل فيما افترض عليه هذا حديث دبيما إسلامي النيسان درجن يوها حج بلو ديا نوباي نادم نوباي دربان مغابيلو ناغو زيادة دو دي تاري منا ديلوها إسلام نتو قاضي لا هي خنگه دي تاري منا وصلنا في بيت المقدس بيت المقدس مالتوها نماز حقه دي سيئنا يسأل الله عز وجل क़यामत में जाए अल्लाह शिमेदी तू गोमाशी ले फरज अच्छा का तू गोमा तू गो मेवा महब्बत अल्लाह ने दुनिया जामा शीले दी फरज दे आलम को अल्लाह दी कुल दो मुलाई बा में सुबिरो तमाम नबी सल्लल्लाहु अलैहि वसल्लम ना दिलो बैठा था बिलो नौला हदीस दो दवाई ना من حج إلى مكة ثم قصدني في مسجدي كتبت له حجتان مبرورتان أجدها حج بلو كده نوباي ما نايا دربان ما لاميو زيادتو में सुरज वजह नाये परियुक्त चाउनो ما लाया बियो नमाज में सुरज वजह मदीना शुरू रो लाके में से ये ने दिलुहा हज नजै लोदे अचोकुदु याशी माफे रसबिलो तमन्नुमे सल्लल्लाहु अलैहि वसल्लम हा दिलमें बेचारो मुखाबा और तमन्नुमे सल्लल्लाहु अलैहि वसल्लम ने शफाअत हा क़यामत में जाए तशी जाए तो अल्लाह क़यामा ये जी ते या तो खुद तमाम ये शफाअत क़यामत में माया हुई दूर आलो हाले धोखा पीने जमा नफ्सी जुल्फ पीने जमा बे निमोदी बिलो अशेको ले तू जो यामा महबूब अनौको ले सब जो यामा महबूब न क़यामत में याला है खाजाए दूर हा मिमिरुये गुनाह बलाशिदे गुनाहे अताइदा बोमा मिमिरुये खाना उगाने तो चुइरे कबिलो दी चुइरे धमा नेमोन ले में मतचोदी दूधी तचोदी चादी तचोदी यमादी मतचोदी लबेदी दी धमा नेमोन ले बिलो नेमे आले कौने अपोदे ले मा शीले वाले न दिलो छेनी म्योमा अल्लाह शिमे खास बंदा तचुदो तीते अल्लाह ये निंदा जी खाया रे अच्छे दो तुलो दे औसु दुजुहा दिकियामत जवा दिया कोई नहीं मा धीरे छेनी को चोला होकर अल्लाह शिमा ताउसु क्यों भेया अबुल बशर हजरत सैयदना आदम अलैहिस्सलाम जी को लाया भी खाता हुए ओ आदम अति को अल्लाह शिमे दी लुलाने आदम ये फाके दिए भी इन लोग खाबे बिलो अति खाना को अल्लाह दी मिनी है कुदरत ये ददो ने तू ये सच्चा पीलो खावा अते हाथनारों ने आलो उधर अगुल चमुकों दिया दे अच्छे निगाह को चोरवान है वो तो अल्लाह शिमा जाओ अतरा क्या शफाअत की बेवासुनियो दिलुरे हा शौखा में खा जाए आदम अलैहिस्सलाम हा तुरु को म्यों में दीने हा अल्लाह शिमे जला दिजल हा अल्लाह दियामा अशक्वा काउंगा नशी निरंत जाओ चलो दिले मदरसा नहीं बाबू अति ने तछा दिया को तवाशा वासुबिरो दियोसु को क्यों लगे खा जाए दियोसु का हजरत सैयदना नूह अलैहिस्सलाम जी को जावे
နူးလေစလာစီမလည်းအတင်းအကအတိုင်းရှောင်ထားကြလိမ့်မယ်နူးလေစလာကပြောတယ်အတင်းတို့ဟာဇရတ်အီဘရာဟင်ရှိကိုသွားပါဆိုပြီးပြောလိုက်တယ်ပြောတဲ့အခါကျတော့ဒီအုပ်စုတွေအားလုံးဟာအီဘရာဟင်အစ္စလာမ်ရှိကိုရောက်လာမယ်ဒါပေမဲ့လည်းအီဘရာဟင်အစ္စလာမ်ဟာဒီအကိုလက်မခံပေးပြီးလက်မခံပေးတဲ့အတင်းတို့မူဆာအစ္စလာမ်ရှိကိုသွားပါဆိုပြီးပြောကြလိုက်တယ်နောက်ဒီလိုပြောတဲ့အခါမှာဒီအုပ်စုတွေအားလုံးဟာမူဆာအစ္စလာမ်ရှိကိုလာတဲ့အခါကျရင်မူဆာအစ္စလာမ်ကလည်းပြောတယ်ဒီယာကဒီရှဖာဆိုတဲ့ကြောင်းရဲ့အလားခံပေးမှုဟာငါရှိမှမရှိဘူးငါလည်းမလုပ်နိုင်ဘူးအတင်းတို့အီဆာအစ္စလာမ်ရှိကိုသွားပါဆိုပြီးတော့ညွှန်ပြလိုက်တယ်ဒီလိုမျိုးညွှန်ပြတဲ့အခါကျရင်သူတို့တွေဟာနောက်ဆုံးဟာဇရတ်အီဆာအစ္စလာမ်ရှိကိုရောက်လာလိမ့်မယ်ရောက်လာတဲ့အခါကျရင်ဟာဇရတ်အီဆာအစ္စလာမ်ကလည်းငါရဲ့အရေးချင်းမှဒီအချင်းမရှိဘူးတဲ့အတင်းတို့တမန်တော်မုဟမ္မဒ်ရှိကိုသွားပါဆိုပြီးတော့ပြောတယ်ပြောတဲ့အခါကျရင်ဒီအုပ်စုတွေအားလုံးဟာတမန်တော်မြတ်ဆလ္လာလဟ်အလိုင်းဝါဆလမ်ရှိကိုလာရောက်ပြီးတော့အခါစားဝင်ပြီးတော့ရှောက်ထားလိုက်တယ်ယာရဆူလ္လာကျွန်တော်တို့ကိုကူညီပါကဲတော်မူပါအလ္လာဟ်ရဲ့ထံတော်ဘာမှာရှဖာအတ်ဒါဝေအတနာခံပေးပါဆိုပြီးတော့ရှောက်ထားလိုက်တယ်ဒီအခါမှာတမန်တော်မြတ်ဟာအနာလဟာလီရှဖာဒီယာရီဒီယာမတ်ရဲ့ဒီရှဖာအတ်ဒီငါရဲ့ဒီစာထဲမှာပါပြီးတော့ငါရဲ့ဝေစုထဲမှာပါပြီးတော့နာမအပဒီနေရာမှာဘလို့မှရှဖာအတ်ဒုံပေးလို့မရဘူးဆိုပြီးတော့တမန်တော်များဟာမိန့်ကြားပြီးတော့အလ္လာဟ်ရဲ့ထံတော်ဘာမှာတမန်တော်မြတ်ဒီကမ္ဘာအွမ်မတ်တွေအားလုံးအတွက်ရှဖာအတ်ကိုရာဒီရှဖာအတ်ဥစမာကိုပြုလုပ်ပေးတယ်ဒီရှဖာအတ်ကိုရရှိဖို့အတွက်အွမ်မတ်တွေမှာလုံးရမယ်အလုံးတစ်ခုရှိတယ်ဒီဟာဘာလဲဆိုရင်တမန်တော်မြတ်ကိုချစ်တဲ့စိတ်နဲ့များများစွာတမန်တော်မြတ်အပေါ်ကိုမေတ္တာဆလဝတ်ဆလမ်ပို့တာကြမှာဖြစ်တယ်ကိုတော်မြတ်အပေါ်ကိုမေတ္တာဆလဝတ်ပို့တာခြင်းဟာကိုတော်မြတ်ရဲ့ဂျာဝေအစရာခံရှဖာအတ်ပြုပေးဖို့မိမိအပေါ်မှာမိမိပြုလုပ်ခြင်းနဲ့ဖြစ်တယ်ဆိုတာကိုသင်ကြားရတဲ့အလ္လာဟ်ရှိခိုးခင်ဗျားတို့ကျွန်တော်တို့တွေအားလုံးကိုတမန်တော်ရဲ့ရောင်းတော်တော်မှာဒရဘာတော်မှာခေါ်ရောက်အခါစားဝင်ဇီယာဒတ်ပြုနိုင်သောဆွမ်းအားတမန်တော်ရဲ့အပေါ်ကိုများများစွာမေတ္တာဆလဝတ်ဆလမ်ပို့တာနိုင်သောဆွမ်းဣစလာမ်တော်ပါစေလို့ပြောကြရဲ့ကျွန်တော်ရဲ့သင်ပြမှုကိုဒီကုန်းဆိုလိုက်ပါတယ်ဝါအလိုင်းနာဘယ်လာلقد جاءكم رسول من أنفسكم عزيز عليه ما عنتم حريص عليكم بالمؤمنين رؤوف رحيم فإن تولوا فحسبي الله لا إله إلا هو عليه توكلت وهو رب العرش العظيم ما كان محمد أبا أحد من رجالكم ولكن رسول الله وخاتم النبيين وكان الله بكل شيء عليما إن الله يصلون على النبي يا أيها الذين آمنوا صلوا عليه وسلموا تسليما صلى الله على سيدنا محمد وآله وصحبه وسلم صلى الله على سيدنا محمد وآله وصحبه وسلم صلى الله على سيدنا محمد وآله وصحبه وسلم يا نبي سلام عليك يا رسول سلام عليك يا حبيب سلام عليك صلوات الله عليك أشرق البدر علينا واغتفر منه البدور مثل حسنك ما رأينا
Ya Rasul salam alayka Ya Habib salam alayka Salawatullah alayka Anta Badru Anta Nur wa Nuri Anta Isiru Ya Nabi salam alayka Ya Rasul salam alayka Ya Habib salam alayka Salawatullah alayka Ya Habibi Ya Muhammad Ya Ya Rasul salam alayka Ya Habib salam alayka Salawatullah alayka Wajhaka yas'ad ya karim wal walidaini hawluka Ya Rasul salam alayka Ya Habib salam alayka Salawatullah alayka Mustafa Jani Rahmat Bilal salam Shabib Rasulillah Ya Bilal salam